ပြောနေသောစကားများကျွန်ုပ်နားမလည်ဟေးသူရဲကောင်းတို့မြည်သည်စကားများများပြောရိုးထုံးစံမရှိအဲ့ဒါကြောင့်သိမသေးခင်ကျွန်ုပ်ဤဓာရီအလှပများအားအရင်ရှုစားလို့猫山，嗨，马少，上桌有点。嗨，大姐，这不马上要得几个转进了的。ဒါနဲ့တန်းနဲ့ရှိဒါသမားသေမှာပေါ့လို့အေးသေမှာတိတိနဲ့ရှေ့တိုးတာဒါမယူရဲဆန်တာပဲအဲကောင်းတို့မြည်သည်မယူရဲမဆန်ရဘူးတဲ့အေးစမ်းအမလီ难打！好，哎！阿叔会一定咋看的？来马少。တမင်ကကြီးရွယ်ပြီးတော့လေကျုပ်ပြစ်လိုက်တာမဟုတ်ပါဘူးတော့ငတိုးကိုကျမပြစ်လိုက်တာဟိုကျမလည်းတားငတိုးအစားလူကြီးကိုတောင်းပန်ပါတယ်ရှင်တားကလေသူ့ကိုထိမှာဆိုလို့ရှောင်လိုက်တာပါလူကြီးကိုထိပါစေဆိုတဲ့စိတ်နဲ့ရှောင်လိုက်တာမဟုတ်ပါဘူးဟိုတကယ်တမ်းအပြစ်တင်ရမှာလေလူကြီးကိုမှန်အောင်ပြစ်တယ်မက်ခင်ကြိုင်ကိုပဲပြစ်တင်ရမှာပါရှင်ကျုပ်ကမဆိုင်လို့လေရှင်းပြလိုက်ပါစကားပြောရှင်းပြလိုက်တာလေဟုတ်လူကြီးကျမပြစ်တာမဟုတ်ပါဘူးတကယ်အပြစ်ရှိတာကငရုတ်ချပွေကမျက်လုံးမပါဘူးလေအဲ့တော့ကျမလည်းငတိုးရီရွယ်ပြီးတော့ဖြစ်လိုက်တဲ့ကျမလေးငရုတ်ချပွေကမျက်လုံးမပါဘဲနဲ့လူကြီးစီကိုအဲ့လိုတန်းမသွားလိုက်တော့ဟမ်တော်တယ်တကယ်ပဲဟုတ်ပါဘူး老板，他都来你那把人。ဟုတ်ကဲ့ပါ你讲你看，你爱情的路吧。ဟုတ်ကဲ့呀嘞。ခွင့်လို့တဲ့ဆိုရင်ပြန်လိုက်တော့မနော်လူကြီးချင်းနဲ့နော်ချင်းနဲ့ဆိုပြန်ပါပြီဟုတ်ကဲ့ပါပြန်ပါ你当他了。ဘာကြည့်တာလဲနေက နင်အောင်ပါကြည့်တာလေ ဟာနေကငါ့ကိုစကြည့်တာလေ ဟာစကြည့်ပါပြီဆိုတော့ငါ့ကိုနင်အစကြည့်နေလို့ဗောကျင်ဦးရဲ့ မဟုတ်တာငါနင့်ကိုကြည့်ကြတယ်နေကငါ့ကိုစကြည့်နေပြီးသား စကားကိုကတ်တက်ပြီးပြောမနေနဲ့ငါတော့တောင်နင်သိတယ်နော် အမလေးကြည့်ရတယ်နော်အရက်ကဖြင့်ငါဒူးလောက်နဲ့ငါ့ကိုလာစွာနေသေးတယ်နင့်ငယ်လေးကိုလေဖနှောင်းနဲ့ပေါက်လိုက်လို့မရှိတဲ့အရက်ပို့ပူသွားမယ်သိလား နင်ဘာစားပြောလာလဲငါ့ကို ထက်ကြားချင်တာလားပြောပြမှာပေါ့နင့်ငယ်လေးကိုဖနှောင်းနဲ့ပေါက်လိုက်လို့မရှိတဲ့အရက်ပို့ပူသွားမယ်လို့ပြောတာ ကျင်ဦး ဘာလို့ ဖင်တို့ပြောက်ကြောင်ငါလုံးလိုက်လို့ရတယ်နော်
လူကြီးမမတော်ချင်ဦးနဲ့တော်ခေချိုင်နဲ့တက်ကုန်ကြပြီရောတော့ကောင်းပါပဲကွာဒီမိမနှစ်ယောက်ကလည်းမပြီးနိုင်ဘူး ဒီကြီး ဟေး ဟိုကောင်နေအခုချိန်ထိမရောက်သေးပါလား ဘယ်ကောင်နေတို့ ဒိုးစရာတွေလေ အာတို့စရာကြီးလာပါပါကွာအဆောတော့တော့ကြားတာပဲသူတို့လာနေကြပြီရေးတဲ့လာပါပါမင်းလည်း အေးလာတွေပြောနေတာတော်တော်ကြာနေပြီနော်တော်တော်ဝရိယမရှိတဲ့ကောင်တွေပဲ ဩမင်းရဲ့ဒုက္ခပါပဲသူတို့ကဝရိယမရှိတာမဟုတ်ဘူးမင်းကစောရောက်နေတာဟာကောင်ရငါတို့ရေမင်းနဲ့တွဲကမယ်အေးကြီးမှာအခုဒီအိတ်တော့ အဲ့လောက်လောက်စောသွားတယ် မင်းတော့တော့ အေးအိမ်မရနော်ဟေးမေးတာလေးတော့အမှန်ဖြေနော်ဟုတ်ကဲ့မင်းကို6တဲ့တရေကဘာအယောင်လေးလဲလို့အယောင် အယောင်ကတော့ရေရာတေချာဒီတိ မသိဘူး6တဲ့တရေတောင်ကိုမသိဘူးဟုတ်လားတော်ဆိုင်ဘလောက်ရှိတော့ ဗျာအော်အဲ့ဒါတော့ပြည်ရစီတနာယူကြည့်ဟုတ် မလေးမလားဟိုတရားဟိုတရားကြီးကတိဖို့လိုလို့လားဗျာ လိုမေးနေတာဗောကွာဟမ်အကောင်ကြီးရင်ဆေးတစ်မျိုးအကောင်သေးရင်ဆေးတစ်မျိုးဆေးရပေးရမယ်ဆေးရအရွယ်အစားမတူဘူးအမျိုးအစားမတူဘူးနော်အေးဟုတ်ပြီနော်တောက်ဆေးလောက်နဲ့တော့ပျောက်ပါတောက်ဆေးပဲတောက်ပါ တော်သေးတာပေါ့ဆရာရတယ်ဆရာတောက်စီဟုတ်ပြီရပြည့်စေးဆိုတော့ကိုစေးပဲဖြစ်နေကျွန်တော်တောက်မယ်ဆရာ အေးရပြီအေးရောတာပေါ့နော်တစ်ခါတောက်ရင်9လုံးနော်တနေ့ကို15ချိန်တောက်အေးရော ဆရာနည်းနည်းသေးလို့မရဘူးလားဆရာဟဲ့ မင်းကိုပူးနေတဲ့တရေကအကောင်ကနည်းနည်းသေးလို့နော်ဖက်ဘူးစိမ့်လေးဖြစ်နေလို့နော်ဒီသေးလေးပဲတော့ရတာဒီတက်ကြီးနောက်ထပ်အကြီးရှိနေတော့ပါလား တော်ဆရာတက်တယ်ပါဆရာအေးလုံးပါလေဆရာ အမေတေချာချာတော့တောက်နော်ဂတိပေးတယ်မလားအေးဟုတ်ပြီနော်တရေရှိနေရင်ဂလန်ကဆန်လုံးလိမ့်မယ်နော်ညင်းလိမ့်မယ်နော်မညင်းစီနဲ့ချုပ်တိုင်တီတော်မို့ယူယူနဲ့မမို့တို့ချစ်ကြတယ်ယူယူနဲ့မမို့တို့ကကြတယ်ယူယူနဲ့မမို့တို့ချစ်ကြတယ်ယူယူနဲ့မမို့တို့ကကြတယ်အပေးယူများတယ်တို့စုံတွေရွှေယူတို့မို့မင်္ဂလာရှိတဲ့အတွက်ရွှေရိုးနဲ့မိုးတဲ့တော့မို့ဆယ်လီရွှေရိုးနဲ့မိုးတဲ့တော့မို့ဆယ်လီရွှေရိုးနဲ့မိုးတဲ့တော့မို့ဆယ်လီရွှေရိုးနဲ့မိုးတဲ့တော့မို့အရင်ကလို့မအားတော့ပါအရင်ကလို့မယူတော့ပါ
ကျွန်တော်လေရေငါလို့မရိုးတော့ပါ ဒါဆိုရင်အချစ်စမ်းမဲတော်မို့ကိုနံ ဒါ ဒါဆိုရင်အချစ်စမ်းမဲတော်မို့ကိုနံ ရှင်းရှက်တယ်ဟိုရှက်ပါလေဆိုမှဗျာ သူကတပြန်ရှက်လို့နေရှက်လို့နေရှက်လို့နေရွှေရိုးကြီးရဲ့ခွဲသူကတပြန်ရှက်လို့နေရှက်လို့နေရှက်လို့နေရွှေရိုးကြီးရဲ့ခွဲ ရိုးလုံးတော့ရှက်မိပါတယ်ရိုးလုံးတော့အာရနေမယ် ဟုတ်ရဲ့လား ရိုးလုံးတော့ရှက်မိပါတယ်ရိုးလုံးတော့အာရနေမယ်ဗျ ဟေးဟေးပြောရကွာဟေးဟေးပြောစရာပါ ရိုးရိုးနဲ့မမိုးကိုချစ်ကြပါရိုးရိုးနဲ့မမိုးကိုချစ်ကြတာရိုးရိုးနဲ့မမိုးကိုချစ်ကြတာရိုးရိုးနဲ့မမိုးကိုချစ်ကြပါဆယ်လီရွှေရိုးမော်တဲ့တော်မိုးပါဟေးလာလေမောင်တို့ဝါ ကဲအခုဆိုရင်တော့မိဘပြည်သူများအားလုံးကိုကျွန်တော်မြက်လက်ဆရာတာတော့မြက်လက်ဆရာကနေပြီးတော့မော်မြက်လက်ပြကွက်များကိုပြမှာဖြစ်ပါတယ် မြစ်လက်ပွဲမစခင်ဒီမှာရှိရဲ့ပြိသက်ကြီးကမမှုဆရာကောင်းချင်းတုံလေးအားပေးကြပါအောင်လို့နော် တာတော်ကြီးကနေပြီးတော့ပြိတ္တကိုရင်းလည်မှာပြတ်တော့မှာဖြစ်ပါလေ အခုဒီဝိုင်းစိန်မရဲ့ပုံဝါလေးကိုကျွန်တော်အသက်သွင်းပြမှာဖြစ်ပါတယ်ခင်ဗျာဒီကိုထည့်လိုက်ပါပြီနော်โอเคဟေးအထက်မှာတရားအောက်မှာကြံတကအလဲမှာမြေပဲယူအထက်မှာတရားအောက်မှာကြံတကအလဲမှာမြေပဲယူဟေးဆိုဟေးတိတ်ဆိုတိတ်ဟေး အော်ဒါအငွေ့ကြီးပဲဟောဒီမှာဘဝဒီမှာဒီလေးနဲ့တဲ့ဒီဘဝလေးကဒီငှက်ကြီးဖြစ်သွားတယ်ဗောဟုတ်လားအငိုးစရာကောင်းလိုက်တော့ကွာဒါလေ ငါတို့ ဒါလေကွာ မိသားဘာလုပ်ရလဲကွာ ဘာလုပ်ရမှာလဲကွာဟမ်မင်းအလေးတွေကိုငါဖော်လိုက်တာလေမင်းကလေးတွေကိုပဲဒါမျိုးလုပ်လို့ရမယ်နော်ငါ့ဘောတော့လာမလုပ်နဲ့မရဘူးဟဲ့ ရှုံးမာလာဒါထင်းခုတ်သမားရဲ့ ဒီကောင်းကိုမစော်ကားနဲ့မျိုးရိုးကိုမစော်ကားနဲ့လူကိုလည်းမစော်ကားနဲ့ကွာ ဟေး ဟာလေ သိရော ချွတ်လိုက်စမ်းပါကွာချွတ်လိုက်စမ်းပါဘယ်ကချွတ်နော်ချွတ်လိုက် ကိုလည်းရှုံပြောတယ်ဒီမှာကြက်တယ်လို့ရှုံမပြောဘူးတော့လို့ ကျန်ကြီးလာဒီနေ့ကောဘာဖြစ်လို့လဲဘာမီလို့လဲလို့ကြောက်နေအေးကျန်ဟဲ့ဘာလဲကျန် ကျတော့ပါချစ်ကျတော့ပါချစ်အိုးဒီနေ့ခိုင်းနေတာကိုဟေးဘာသာလဲမသိဘူးတွားဟေ့တွားကြည့်တွားကြည့်ဘုန်းမင်းနဲ့ကွာကျွန်တော်တစ်ချောင်းတော့မမြင်ဘူးတက်နေရမလားလို့ငါတော့လိုက်သိတော့မယ်တွားလေထားတယ်ကျွန်တော်မထားရလို့ထားလို့ကျွန်တော်မထားရလို့ဟောမင်းငါတပည့်ကိုမအောင်လုံနိုင်နေဆိုတာမင်းတော်တော်စွမ်းတာပဲ ကျွန်တော်လောက်တာမဟုတ်ပါဘူးဗျာဟုတ်ပါဘူးသူတို့ဖြစ်ကြတာပါဗျာ ဘာသူတို့ကသူတို့ အဲ့ဒါတော့မဟုတ်ဘူး အရေးမှာငါ့ကိုခွက်ပြောင်နေသေးတယ်ဟာဟဲ့စင်းနေစမ်းမစင်းဘူးစင်းဒီတမြောက်ဖမ်းပေးထား ဟုတ်တယ်လူကြီးကိုတပြားဝင်တိုက်နေတာတို့ကျုပ်ဝင်ဖမ်းပေးတာဟာလူကြီးထွက်လာလို့ပေါ့ဗျာတော့ဆိုခင်ဗျာအေးဒီမရဲ့ဒီဘာသာလုံးနေတာတော့ညာကြီး ဟုတ်သားလား အပေါ်သွားအောင်ညာကြီးအကြောင်းအေးလေးနေရလဲထုတ်ကောင်းပါပဲ ဒီကျေသားတော့မလို့ ဒီတော့တော့ဘက်ကထိုးတယ်အိမ်သား အပေါ်သားပြီးတော့ရေသားတော့ကြလို့
抱有到怎么样不？好，那个地方。啊，你搞嘛？你给我那拍照片那节目对不对？哇，那一集。ခင်ဗျာဘုန်းကြီးအတွက်အင်းလေးကလုံးလာတာမရှိဘူးလားအဲ့ဒါတော့မရှိဘူးရွေးကြော်ရှောက်ကြော်